အားလုံးပဲမင်္ဂလာပါကောင်းမွန်တဲ့တိုက်ခိုက်ရေးကစားသမားတယောက်ဖြစ်ဖို့အတွက်ကျွန်တော်တို့မန်ကန်နဲ့ဝင်ထွက်တွေလိုတယ်မန်ကန်နဲ့လင်မြန်နဲ့reaction တုံ့ပြန်မှုတွေလိုတယ်ပေါ့နော်ကောင်းမွန်တဲ့ဒီခြေရွှေ့လျားတွေလိုတယ်ဆိုတော့ကျွန်တော်ဒီနေ့လုပ်ပြတော့မှာတော့ဒီ agility ladder เนาะဒီ agility ladder ကိုကျွန်တော် forward တိုက်ခိုက်ရေးအတွက်တိုက်ခိုက်ရေးအားကစားအတွက်ဘယ်လိုလုပ်သွားမယ်ဆိုရဲ exercise တွေကိုပြတော့မှာဖြစ်ပါတယ်ဆိုတော့စမယ်ဆိုတော့ပထမဆုံးexercise ကတော့ဒီအခြေခံကြတယ်ပေါ့နော်ကျွန်တော်အဝင်အထွက်လေး in and out လေးကိုကျွန်တော်တို့လုပ်သွားမယ်ဆိုတော့ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော် five stance ရှိမယ်five stance နေထားမယ်အနေထားနဲ့ပြီးရင်ကျွန်တော် guard တင်ထားမယ်ပြီးရင်ကျွန်တော်ဒီ box ကိုအဝင်ထွက်သွားမယ်ပေါ့နော်ဆိုတော့ဝင်မယ်ထွက်မယ်ဝင်မယ်ထွက်မယ် in out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  ဒီကိုရောက်တာနဲ့ကျွန်တော်တို့ဒီဘက်ကိုပြန်သွားမယ်ပေါ့နော်ဘယ်ဘက်ကိုပြန်သွားမယ်ဆိုတော့ပြန်ထွက်သွားမယ် in out in out in out out in out in out ဝင်ထွက်လေးသွားမယ်ပေါ့နော်ဆိုတော့ဒီမှာတစ်ခုတတိထားမှာကျွန်တော်တို့ထွက်တဲ့ချိန်မှာကျွန်တော်ဒီ distance မရှိနေရပါဘူးနော်ခြေရောက်ကတ်သွားလို့မရဘူးပေါ့ခြေရောက်ကတ်သွားရင်ကျွန်တော်တို့အဆင်မပြေတော့ဘူး balance မကောင်းတော့ဘူးဆိုတော့ကျွန်တော်တို့ထွက်တဲ့ချိန်မှာလည်းဒီ distance မရှိရမယ်ဝင်တဲ့ချိန်မှာလည်းဒီ distance မရှိရမယ်ပေါ့နော်ဆိုတော့ပထမဆုံးတစ်ခုဖြစ်ပါတယ်နောက်ထပ်ဒုတိယနံပါတ်2ကကျတော့ခြေလှုပ်ရှားမှုတော့အတူတူပဲပေါ့နော်ကျွန်တော်တို့အတိုင်းပဲလက်တီးကိုထည့်ရမယ်ကျွန်တော်လက်တီးထိုးတဲ့အခါမှာလည်းကျွန်တော်တို့ shoulder ရယ် hip ရယ်ကိုကျွန်တော်ပခုံးရယ်ခါးရယ်ကိုလဲမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာရှိနေမယ်gut တင်ထားမယ် in တခါတည်းခြေနဲ့လက်နဲ့တွဲပြီးမှခြေလက်တွဲပြီးမှထိုးမှာပေါ့နော်ပြီးရင်ပြန်ထွက်မယ်ပြန်သိမ်းမယ်ပေါ့နော်လက်ကိုပြီးရင်ဘေးဘက်က box ကိုပြန်သွားမယ် in out နော် in out in out in out ကျွန်တော် shoulder လဲထားဖြစ်ပါတယ် pop ဆိုတော့ဒီကိုရောက်တာနဲ့ကျွန်တော်ဘယ်ဘက်ကိုပြန်သွားမယ်ဆိုတော့ in out out in out in out in out ဆိုတော့ဒါတော့ဒုတိယပဲဖြစ်ပါတယ်နံပါတ်3ခုကတော့ကျွန်တော်ညာလက်တီကိုဒီ cross ကိုပေါ့နော်နောက်ကလက်တီကိုပြန်ထည့်မယ်ဆိုတော့ in out ပြရတယ်ကျွန်တော်ပြန် in တဲ့ချိန်မှာပြန်ဝင်တဲ့ချိန်မှာ cross ကိုပြန်ထိုးမယ် boom ဒီမှာနည်းနည်းကြောင်နိုင်တယ်ပေါ့နော်ဆိုတော့ဘာမှဖြစ်ဘူးကျွန်တော်တက်ဆင်ချီလုပ်ရတယ်ဝင်မယ်ထွက်မယ်ပြန်ဝင်တဲ့ချိန်မှာအနောက်က cross ကိုလက်တီကိုပြန်ထိုးမယ်မင်းပြန်ထွက်မယ်မင်းဘေးကိုပြန်သွားမယ်ပတ်နော်ပတ် win it there win it there win it ပြန်နေကျွန်တော်ဘယ်ဘက်ကိုပြန်သွားမှာပေါ့နော်2 3 4 Okay number 4 check ကတော့ number 4 check ကတော့ကျွန်တော်တို့ခြေထောက်ကိုပဲအားပြုမယ်ပေါ့နော်ခြေထောက်ရဲ့မြန်ဆန်မှုကိုကျွန်တော်တို့လုပ်မယ်ပြီးခြေထောက်ရဲ့ရွှေ့လျားမှုကိုအဓိကအားထားမယ်ဆိုတော့ကျွန်တော်တို့ခြေထောက်နှစ်ခုလုံးက outside အပြင်မှာရှိနေမယ်ပြီးရတဲ့တစ်ဖက်ကရင်ဝင်မယ်ပြီးနောက်တစ်ဖက်ပြန်ဝင်မယ်ပြီးတစ်ဖက်ကပြန်ထွက်မယ်ဆိုတော့ဒီမှာကြံထားတဲ့တစ်ဖက်ကိုကျွန်တော်အရှေ့ကိုတက်မှာဖြစ်ပါတယ်ဆိုတော့တက်ပြရတဲ့ကြံထားတဲ့ဒီဘက်ကအပြင်ကဟာပြန်ဝင်မယ်ထွက်မယ်ကြံထားတဲ့တစ်ဖက်ကပြန်တက်မယ်အရှေ့ကိုတက်မယ်ဝင်မယ်ထွက်မယ်တက်မယ်ဝင်မယ်ထွက်မယ်တက်မယ်ဝင်မယ်ထွက်မယ်တက်မယ်ဒါကိုကျွန်တော်အမြန်နေနဲ့ပြန်လုပ်ပြမယ်ဆို here okay ဒီကိုရောက်တာနဲ့ဟိုပြန်သွားမှာပေါ့နော်okayနံပါတ်5ခုကကျွန်တော်ခါလဲတာလေးကိုလည်းအဓိကအားပြုမှာပေါ့နော်ဆိုတော့ကျွန်တော်ခြေထောက်ကိုနှစ်ဖက်လုံးကအပြင်မှာထပ်ထားမယ်ပြီးရတယ်ကျွန်တော်အစွန်ဆုံးကခြ
ခြေထောက်ကို boxer ဝင်မယ်ပြီးရတဲ့ဒီဘက်ခြေထောက်ကထွက်မယ်ဒီတခြား side ကိုထွက်မယ်ပေါ့နော်ပြီးရင်ဒီမှာ boxer မှာကျန်တဲ့ခြေထောက်ကို cross ပြန်လုပ်ထားမယ်ခြေထောက်နှစ်ခုကဒီလိုမဟုတ်ဘဲနဲ့ cross ပြန်လုပ်ထားမယ်ပေါ့နော်ပြီးရင်ဒီနောက်တစ်ဖက်ကို boxer ကိုပြန်ဝင်မယ်ထွက်မယ်ပြန်လိုက်လာမယ်ထွက်မယ်ပြန်လိုက်လာမယ်ပေါ့နော်โอเคဟိုဘက်ပြန်သွားမယ်ဒါကျွန်တော်တို့ခါလဲတာတွေဒီခြေထောက်မြန်တာတွေအတွက် hip rotation တွေအတွက်အကျိုးရှိတဲ့လေ့ကျင့်ခန်းပဲဖြစ်ပါတယ်Okay, number 6, number 6ခုမြောက်ကတော့ကျွန်တော် boxer တွေများများသုံးတဲ့ footwork ပဲဖြစ်ပါတယ်ကျွန်တော် L step လို့လည်းခေါ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ခြေထောက်တန်းထဲမှာရှိနေမယ်ပြီးရင်ဒီဘက်ခြေထောက်ကအနောက်က boxer ဝင်မယ်ဒီဘက်ကထွက်မယ်ကျွန်တော် L step ပေါ့နော်ဒီကဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်တို့ဥမာ boxer တွေဆိုရင်ထိုးနေနေကျွန်တော်တောက်ချိုးချင်တဲ့ angle ချိုးချင်တယ်ဆိုရင် L step နဲ့ကျွန်တော်တော်တော်များချိုးကြပါပေါ့နော်ဆိုတော့ဒီလေ့ကျင့်ခန်းလေးကိုကျွန်တော်ပြရမယ်ဆိုတော့ရှေ့ခြေထောက်ကိုတိမ့်မယ်နောက်ခြေထောက်တက်မယ်ပေါ့နော်အဲ့ဒါမြန်လုပ်မယ်3ပြန်တက်မယ်2 3ပြန်တက်မယ်နောက်လိုက်လာမယ်3မြန်သွားမယ်boom okay ဟိုဘက်ပြန်သွားမယ်နော် wait okay ကြားမှာတစ်ခွက်ချရမယ်နော်1 2 3 1 2 1 2 3 1 boxing stance လေးနဲ့တော်လို့ရတယ်1 2 1 okay ဒါတော့ number 6ခုမြောက်ပဲဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ရဲ့ဒီခနာကိုလက်အားပေါ့နော် rotational ဘိုင်းကိုကျွန်တော်တို့သွားမယ်ဒီခါးတွေပခုံးတွေ rotation လုပ်တဲ့ဘိုင်းကိုသွားမယ်ပေါ့နော်ဆိုတော့ဒါ number 9ခုမြောက်ဖြစ်တယ်ခြေထောက်နှစ်ခုလုံးကို quad weight တစ်ခုလေးမှာဒီ jelly ladder နဲ့ quad weight တစ်ခုလေးမှာရက်နေမယ်ပေါ့နော်ပြီးရင်ဒီ inside ကဒီအထက်ကခြေထောက်ကိုမြောက်ထားမယ်ခဏကို lower နည်းနည်းလေးနှိပ်ထားမယ်ပြန်နဲ့ပခုံးကိုလှည့်ထားမယ်စံချပတ်လှည့်ထားမယ်ပြန်နဲ့ step 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 ဟုတ်နော် step 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 ကျွန်တော်ဒီပခုံးတွေ hip တွေလှည့်ဖို့မမေ့ပါနဲ့ bop bop boom နော်1 2 3 1 2 3 1 2 3 1 2 3 1 2 3 yeah ဆိုတော့ကျွန်တော်အမြန်ပြပါမယ်နော်ဆိုတော့လှည့်ထားမယ် lower နှိပ်ထားမယ်1 2 3 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 okay ဒါတော့ number 9ခုမြောက်ဖြစ်ပါတယ်ဒါတော့နောက်ဆုံးတစ်ခုပေါ့နော်နောက်ဆုံးပြီမဲ့ကျွန်တော်အကျိုးရှိတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်အများကြီးတော့ရှိရပါတော့ဒါပေမဲ့ကျွန်တော်နောက်ထပ်အပတ်တွေမှာကျွန်တော်နောက်ထပ်အများကြီးပြန်လုပ်ပြတော့ပါမယ်ဆိုတော့ပထမဆုံးကျွန်တော်လုပ်မှာက cross လုပ်ထားမယ်ခြေထောက်ကို box တစ်ခုမှနေမယ်နောက်တစ်ခုကဟိုကနေမယ်ခြေထောက်နှစ်ခု cross လုပ်ထားမယ်ပြီးရတဲ့ဒီ cross လုပ်ထားတဲ့ခြေထောက်ကိုအပြုံထွက်မယ်နှစ်ဖက်လုံးတစ်ပြိုင်နက်တယ် bam ပြီးမှကျွန်တော်နောက်ထပ် opposite ပေါ့နော် boom နောက်ခြေကရှေ့ကိုရောက်မယ်ရှေ့ခြေကနောက်ကိုရောက်မယ် boom 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 cross လုပ်ပြီးမှကျွန်တော်လောက်တော့မှဖြစ်ပါတယ်ဆိုတော့ဒီဘက်ပြန်သွားမယ်ဆိုတော့စိတ်ပါဝင်စားရင်ကျွန်တော်လက်တီးပါအသုံးပြုလို့ရပါတော့ပပပပပပပဆိုတော့ဒါတော့နောက်ဆုံးတစ်ခုပဲဖြစ်ပါတယ်ဒါအားလုံးအခုလို
ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ကြရင်ပုံပြီးမှအကျိုးရှိတဲ့ဗီဒီယိုလေးနဲ့ပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်